အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာလည်းပြည်သူ့ချစ်တော်ကြီးများဖြစ်ကြတဲ့ One Star ကိုအောင်တော့ကိုပေါ့စီຫນွေဦးတော်လည်းရင်းနဲ့အုတ်ကြီးလူမဲတို့ပါဝင်ထားတဲ့လက်ရှိစားကစားဘက်မှာဖြစ်ပျက်နေတဲ့အဖြစ်ပျက်လေးတွေနေ့စဉ်သတင်းလေးတွေကိုတရားရုံးအနေနဲ့ဟာတာသဘောမျိုးလေးဘယ်လိုတွေတည်တော်ထားလဲဆိုတာကိုကျွန်တော်နဲ့အတူတူကြည့်အောင်ခင်ဗျာပြည်သူတွေရဲ့အတန်နားထောင်ပြီးတော့ပြည်သူတွေအတွက်အလုပ်လုပ်ပေးမှကျတို့တရားရောနာမည်ရမှာလေဟုတ်လို့လားဥပဒေလေးဥပဒေလေးလောတယ်ဟာလားလောတယ်ကျွန်တော်မတော်ဘူးဟုတ်ရှင်းတာဘာသာလောအရင်လောတာလောတော့ဥပဒေဥပဒေဘွဲကိုယူထားတာဒါဆိုရင်ပြည်သူအတန်တွေကိုနားထောင်ရတယ်နားထောင်ပါမယ်နော်ခင်ဗျားတို့ကျုပ်တွေမဟုတ်ဘူးခင်ဗျားတို့လည်းနားထောင်ရမယ်ဟုတ်ပြည်သူကပြောတဲ့အတန်တွေကိုနားထောင်ပေးတိကျမှန်ကန်ညံဆန်စွာလက်ဆောင်ပေးရမှာကျုပ်တို့တာဝန်အဲ့လိုကျွန်တော်ပြည်သူအတန်ထပ်ပြောလိုက်ပြည်သူတွေရှိလို့လားရှိတယ်ပြည်သူအတန်ကိုတရားရုံးကတကယ်အတိအကျလုပ်ပေးပါလုပ်ပေးတာဗောအဲ့ဒါဆိုကျွန်တော်တင်ပြပါမယ်တင်ပြချင်တာတော့ကျွန်တော်ပြည်သူတွေသိကျင်တာတော့တရားလူကြီးမင်းနေတယ်ဒီကိစ္စကိုပြက်သားဆုံးဖြတ်ပေးပါအဲ့တော့မပူနဲ့တကြွန်းတန်နှစ်ကြွန်းသုံးကြွန်းစိတ်မပူနဲ့စိတ်မပူနဲ့ချိန်သေးတန်ဆိုရင်သေးတန်နော်ရတယ်ကျုပ်တို့တရားရုံးကတခါတည်းသေးတန်ချဟုတ်ကဲ့အဲ့တော့ကျွန်တော်တင်ပြချင်တော့တခြားမဟုတ်ပါဘူးပြည်သူတွေသိကျင်တာကတော့ဒီကျွန်တော်တို့ငလင်တုံးကကဘာအနှံ့လှူတဲ့အလှငွေတွေကိုခိုးပြီးတော့ဒီကျွန်တော်လေရင်ဝယ်သွားတဲ့ကိစ္စပါအဲ့တော့ဒီအလူငွေတွေကိုဘသူကခိုးပြီးတော့ဘယ်လေရင်ကိုဘလူဝယ်ရဲဆိုတဲ့ကိစ္စကိုဒါပြည်သူတွေကသိကြမှာလေအဲ့တော့ပြည်သူအတန်ကိုနားထောင်နေဆိုရင်ဥပဒေဘက်တော်သားကြီးတစ်ချက်လောက်ဖြေရှင်းပြဟုတ်မပါဘူးဒီတော့ဒါခြေလေးပြည်သူအတန်လေနားထောင်နေပြည်သူအတန်နားထောင်ပြရမှာဗောဟုတ်ကဲ့ငလျင်ပတ်စံနေနဲ့လေရင်ဝယ်တဲ့ကိစ္စဒါကဒီလိုရှိတယ်နော်ဒီလိုရှိတယ်ပြည်သူတန်ကိုနားထောင်နေဆိုပေမဲ့လဲတို့တော့ဟုတ်၎င်းကြောင့်မဟုတ်ဒီလိုရှိတယ်ဘယ်ရောက်ဆိုတော့ကြီးတယ်ဗျကြီးတဲ့ခါကျတော့ကျွန်တော်တို့ကဒါဟိုရိုးတန်းတန်းလုပ်လို့မရဘူးဘယ်လိုလုပ်ကျွန်တော်ကော်မတီတွေဖွဲ့ရအဲ့လောက်မလိုတယ်ရုံးခံခိုင်းတယ်ကာကွယ်ရေးဘရန်ထုတ်တယ်ရမအဲ့လိုမရဘူးကာကွယ်ရေးဖွဲ့ရမယ်ပြီးရဲဖွဲ့ရမယ်ပြီးရှေးဖွဲ့တွေဖွဲ့ရမယ်ပြီးကျွန်တော်တို့ဥပဒေပညာရှင်အဖွဲ့တွေဖွဲ့ရမယ်အဲ့ကောင်9နှစ်လောက်ကြာလူသားကစားပို့ခဏအဲ့ဒါ9နှစ်လောက်ကြာ9နှစ်လောက်ကြာ9နှစ်လောက်ကြာပဲကိုကျွန်တော်တို့ကအစ်လိုက်ကိုတင်ရမှာဖြစ်တဲ့အတွက်အစ်နေများလာပြီနှစ်ပေါင်း20လောက်ကြာပြီအဲ့လောက်ကြာမှာတော့ဒီအမှုကြီးပြည်သူပြောလိုက်မကြခင်လုပ်ပေးမယ်မကြခင်နှစ်ပေါင်း20စာအစင်းတင်ပြီးခဏတော့ကော်မတီဖွဲ့ပေးမယ်စာအစင်းတင်ပေးမယ်နှစ်ပေါင်း20အဲ့ဒီကိစ္စကိုဖြေရှင်းပေးမယ်လို့နော်ကျေးတယ်နော်ကျေးတယ်လေးစားတော့တရားသူကြီးလေးစားတော့တရားသူကြီးရဲ့ညံ့ရည်မြော်မြင်ရှိမှုကတော့ဒီနေရာကိုရောက်ဖို့အတွက်လွယ်တာမဟုတ်ဘူးလေခင်ဗျားလည်းစားတော့တရားကြည့်ပါဒီပြည်သူ့တန်ကိုနားထောင်နေဆိုရင်ပြည်သူတွေကတော့ပြောပါတယ်ဒီကျွန်တော်တို့မြောက်ဦးမြို့အပါအဝင်တနိုင်ငံလုံးကစေးရုံကျောင်းစေရီပထိုးတွေကိုဘုံကျဲတဲ့တရခန့်ဘုံကျဲဖို့အတွက်ညွှန်ကြားပေးတဲ့တရခန့်ဘသူလဲဆိုတာသိကျင်ပါတယ်နောက်တစ်ခုကတော့အဲ့ဒါဒီတိုက်ဆိုင်ဆိုသလိုနော်အာဂျိုကြီးမန္တလေးသွားတဲ့ခါမှာမဟာမြတ်မုနိဘုရားကိုသွားဖူးပါတယ်သွားဖူးတဲ့ခါမှာပဲမဟာမြတ်မုနိကဒီမြတ်တပိတ်ကြီးပျောက်ဆုံးသွားပါတယ်အဲ့တော့ဒီမြတ်တပိတ်ကြီးကိုခိုးတဲ့တခိုးကဘသူလဲဆိုတာရေခုနဘုံကျဲတဲ့တရခန့်ဘသူလဲဆိုတာရေကိုရုံးတော်ကကျွန်တော်တို့ကျွန်တော်အဖြေလေးထုတ်ပေးပါနာမည်လေးပဲပြောပါကျင်းတတ်ပါလေကျန်တာကြောင်းရကျွန်တော်ဆက်လုပ်ပါမယ်ဟုတ်ဒါဒီလိုကြီးဒီလိုအတန်လေဘုံကော်မတီမဖွင့်နဲ့တော့စာအစစ်စစ်လည်းမတင်နဲ့ခုံရုံးတွေကျမကြီးတွေဘာညာတွေမလုံးနဲ့တော့ရပြီဟုတ်အဲ့ဒါဒီလိုရှိရိုးဟုတ်လေအဲ့မြားတပိတ်ပြောက်သွားတဲ့ကိစ္စဆိုရင်အဲ့ဒါကျွန်တော်ပြောတယ်အဲ့မန်းလေးရခေါဘကတို့ဟိုဘာလဲပြည်သူတို့ပြပြလိုက်ဘယ်တော့တန်စိတ်လားကျွန်တော်ဝယ်ပြီးပို့ပေးမယ်အဖေအဲ့ဒါတော့လူတိုင်းဝင်တယ်လူတိုင်းဝင်တယ်ဒါပေမဲ့တခိုးကဘသူလဲဆိုတော့ပဲဖော်ထုတ်ပေးမကျေနဲ့ရင်အဲ့ခေါဘကလူကြီးကိုကျွန်တော်တောင်မျိုးကိုရွှေ့ပေးမယ်လို့ဘလို့တောင်မျိုးဟိုမှာပုံစံတောင်မျိုးကိုရတယ်ဟိုအဲ့ဒါတော့ဒါတက်ကြည့်လို့ပါအဲ့တော့ဒီလိုလုပ်ပါကျွန်တော်ကပြည်သူတွေကိုကျွန်တော်ပြန်ပြောရဖို့အတွက်အပေးယူတစ်ခုကျွန်တော်လုပ်ကြမယ်အဲ့တော့ဒီဘုံကျဲတဲ့တနိုင်ငံလုံးဘုံကျဲဖို့ညွှန်ကြားတဲ့တရခန့်ရဲ့ဒီမြတ်တပိတ်ကြီးခိုးရတဲ့တခိုးရဲ့ငလင်ပတ်စံတွေဘုံပြီးတော့လေရင်ဝင်လိုက်တဲ့နောက်ဆုံးဒီတခိုးတရခန့်ကြီးကဘသူလဲဆိုတော့ကျွန်တော်နာမည်လေးပဲရေးတယ်ကျွန်တော်အဲ့ဒါလေးဖတ်လိုက်မယ်ဖတ်ပြီးရင်ကျွန်တော်ဖြည့်စီပေးလိုက်ပြီးပြီဒီနေရာတွေပဲသိကြလားဒီနေရာပြင်မရဘူးဒီကိစ္စကျွန်တော်သိရင်ရပြီရလားရသိကြရနော်ကျွန်တော်ပြည်သူတိုးတိုးတိတ်တိတ်ပြန်ပြောလိုက်ရပြီနော်ပြန်တော့မပြောနဲ့ရှင်းပြအဲ့ဒါပဲခင်ဗျနာမည်လေးပဲရေးပြတရခန့်နာမည်ကျုပ်နာမည်ရေးပြီးပေးမယ်ပြီးခင်ဗျဖတ်ပြီးသွားရင်ခိုးရဲ့နာမည်နော်ခင်ဗျဖတ်ပြီးသွားရင်ဖြည့်ပလိုက်နော်ဖြည့်ပလိုက်မယ်ပြည်သူတွေမေးရင်ကျွန်တော်တိုးတိုးလေးပြောပြလိုက်မယ်အေးဟုတ်ပြီဘူးမတော့ရှောက်မပြောအေးဟုတ်ပြီပြောပြလိုက်မယ်ဟုတ်တယ်ရလူကြီးလက်မှတ်လေးပါဟုတ်ပြီလက်မှတ်လေးဘာလို့ဒါမှတရားဝင်အောင်ပါလေရုံးတစ်စိတ်လေးပါထည့်ပြီနော်
ရုံးစစ်ပြီးထူပေးမယ်နော် ရင်ထုလိုက် ဟုတ်တယ်ဒါတူကြီးတွေ ရတယ်တစ်စိတ်လေးသုံးလို့ရ တရားသူကြီးတိတ်တိတ်နော်တိတ်နော် အဲ့လက်မှတ်လေး တခါတည်းတက်တိဖြောက်ခိုင်းတော့ ဒိတ်လေးပဲထည့် ဩ တခါတည်းတက်တိပါဖြောက်ခိုင်းတော့တရားသူကြီး ဟုတ်ကဲ့ ရတယ်နော် ကျွန်တော်ဖိဖြက်စီပြီ နော် နော် စီလိုက်နော် တခိုးရဲ့နမ် ဒါပဲလေ ရခိုင်ရင်နော် လုတ်တယ်လုတ်တယ်အားလုံးအစိတ်ကြီး ခဏလေးတော့ စားသွားတယ်ဗျာ ခဏလေးတော့တရားလေးကိုကျွန်တော်ဖြစ်ပါဦး ဒါလုတ်တယ်အစိတ်ကြီး ဟုတ်ကဲ့ ဟုတ်တယ်ဟုတ်တယ် ဘာလဲပြောဟိုသူစိတ်ချမ်းသာအောင် ကဲပါပါ ဆိုင် ကျွန်တော်တို့အရန်လေးစားတယ် အဲ့ဒါလေကျုပ်ကဒီနေရာကိုရောက်ဖို့အတွက်က ရပါပြီရပါပြီ 600ကို ရပြီရ ဘာရတာ ဟုတ်ကျွန်တော်ဖြက်စီလိုက်မယ်နော် ဖြတ်ပြဖတ်ပြီလားဖတ်တခြားဖတ်လားနော် အဲမင်းအောင် ဟေးဟေးဟေး အတာထုတ်မလို့ ကျုပ် ပြောက် အတန်ထွက်စရာမလိုဘူး ဟုတ်ကဲ့ဆိုကျန်လို့သိမော အော်ဒုက္ခပါပဲကွာခင်ဗျားကိုကျွန်တော်ပြောထားတယ် ရပြီရနောက်တစ်ခု ဟေး နော်ခ နာ ဏ မည် ခဏ နာမည်တွေပါလိဘောတယ်မင်းအောင်တို့အနိုင်တို့မပါဘူးလေဆုံးသွားပြီမင်းအောင်တို့အနိုင်တို့သုံးသွားပြီ sorry ဆုံးသွားကုန် ဟိုတကဘာလုံးကတွေးတာကြတော့ဟိုက public ဟာလားအဲ့လိုခေါ်တာ ဟုတ်တယ်ပတ်ပလေးဆိုတော့တကဘာလောကတွေ့ပတ်ပလေးတကတက ခဏတက်တွေးလိုက်ပြီ ဘယ်ဟုတ်တက်ထွက် ရပါကျွန်တော်ဖြက်စီလိုက်တော့ဗောနော် ဖြည့်ဟုတ်ကဲ့ရပြီကဲအဲ့လိုမျိုးဖြစ်ရမယ် ဒီပါ တက်တိဖြောက်တယ်ကွာ တက်တွေဖြောက်တယ်ဆိုတာအဲ့ဒါပြောတာ ရော့ ကျေးဇူးတင်တယ် ပြီးကျွန်တော်တက်သွားပြီ ဟုတ်ဘယ်ဟုတ်တက်တာတော့ ကျွန်အဲ့နာမည်ကိုတရားကြီးလက်မှတ်ပါမလား ပါတယ်လေ အဲ့ဆုံးမတင်ပေးလိုက်ပြီလေတရားခံနာမည်သိတော့ဟော ကွာပါပြီကွာ ဟိုဖြက်စီပေးတယ်လေ ခင်ဗျားဖက်စီပြီးတော့ဟိုကတင်လိုက်တာ တင်လိုက်ပြီ public လေဟာတကဘာလုံးဆို အမလေး600ကုန်တဲ့ကောင်ကြီး ပြက်ခိုင်းပြက်ခိုင်း ဒါတွေကတော့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ဒါငလင်ဘေးတုန်းကလည်းနိုင်ငံတကာကနေလှူထားတဲ့အလူငွေတွေအများပြားရှိပါတယ်အခုလက်ရှိပါเนาะကျွန်တော်တို့မြန်မာနိုင်ငံထဲမှာဒါလေရင်တွေနဲ့ဘုံတွေကျဲရွာတွေကိုမီးရှို့လူတွေတက်စေခိုင်းတဲ့လူပေါ့เนาะစေခိုင်းတဲ့လူနောက်တစ်ခုကဒီအလူငွေတွေကိုဘုံတဲ့ကိစ္စညတပိတ်ကြီးပျောက်ဆုံးရတဲ့ကိစ္စပေါ့เนาะဒီကိစ္စတွေကိုကျွန်တော်တို့ကနေပြီးတော့တရားရုံးအနေလေးနဲ့ဟာတာသဘောမျိုးတည်ရောထားတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ page နဲ့ YouTube လေးကိုလည်း like and subscribe လေးပြုလုပ်ပေးကြပါဦးလို့များများလေးလည်း share ပေးကြပါဦးခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ